ကျွန်တော်တို့ဖုန်းထဲမှာဓာတ်ပုံတွေ video file တွေ software တွေမရှိဘဲနဲ့ phone storage ပြည့်နေတယ်ဖုန်းမှာရှိသမျှအကုန်ဖြတ်ပြီးဓာတ်ပုံတွေ video file တွေတခြင်း file တွေအားလုံးကိုဖြတ်ပြီးလဲဖုန်းရဲ့ storage ကပြည့်နေတယ်ဆိုရင်သိကြတယ်တင်းရဲ့ဖုန်းမှာ cat file တွေများနေလို့ဖုန်းက storage ပြည့်နေတာပါအခုဒီ video မှာဖုန်းမှာရှိတဲ့ cat file တွေကိုအလွယ်တကူရှင်းလို့ရမယ့်နည်းလေးကိုလုပ်ပြပေးသွားပါမယ်အဦးဆုံးဖုန်းရဲ့ setting တွေကိုဝင်လိုက်မယ်ပြီးလို့ရှိရင်ဒီနေရာမှာ my device ဆိုပြီးလို့ရှိတယ်ဒီ my device တွေကိုဝင်လိုက်မယ်ပြီးရင် storage တွေဝင်လိုက်ပါဒီမှာဆိုလို့ရှိရင်ဘယ်လောက်တောင်းတယ်လဲဆိုတာတွက်ချက်ပေးနေတာပါပြီးလို့ရှိရင်ဒီအပေါ်ဆုံးကဒီ cat file တွေဖြတ်မှာဖြစ်တဲ့အတွက်ကြောင့်ဒီအပေါ်ဆုံးကဒီ app and data တွေကိုဝင်လိုက်မယ်ပြီးလို့ရှိရင်ဒီမှာဒီ software တွေအများကြီးတွေ့ရတယ်ပေါ့နော်ဒီ app တွေအများကြီးရှိတယ်ဒါဆိုလို့ရှိရင်ဒီအပေါ်ကဒီမှာပထမဦးဆုံးဒီမှာ Telegram တွေ့မယ်ဆို Telegram နဲ့ဝင်လိုက်ပြီးလို့ရှိရင်ဒီမှာ cat file က 1GB ကျော်တယ်ပေါ့နော်ဒီမှာ cat file က 1.97GB ရှိတယ်ဒါဆိုလို့ရှိရင်ဒီကောင်ကိုဖြတ်လိုက်မယ်နော်ခဏမဖြတ်ခင်ဒီမှာဆိုလို့ရှိရင်ဒီမှာ free speed ကဘယ်နှ GB ရှိလဲပေါ့နော်ဒီမှာကျွန်တော်တို့ဒီမှာတောင်းထားတဲ့ speed က89ပြီးလို့ရှိရင်ဒီမှာကဒီလက်ကျန်အသုံးပြုလို့ရတဲ့ဟာ186ပေါ့နော်ဒါကိုမှတ်ထားလိုက်မယ်โอเคအဲ့ဒါပြီးလို့ရှိရင် NM data တွေကိုဝင်လိုက်မယ်ပြီးလို့ရှိရင်ဒီနေရာမှာ Telegram တွေကိုဝင်လိုက်မယ်ပြီးလို့ရှိရင်ဒီနေရာမှာဒီမှာ cat file ကဒီမှာ 1.97GB ရှိတယ်ဒါဆိုဒီကောင်ကိုဖြတ်မယ်နော်ဖြတ်ဖို့အတွက်ကိုဒီအောက်မှာ clear cat ဆိုပြီးတော့ရှိတယ်ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးလို့ရှိရင် clean now လုပ်လိုက်ပေါ့နော်โอเคဒါဆိုလို့ရှိရင်ဒီနေရာမှာ0ပဲပြတာပေါ့နော်ဒီမှာဆိုလို့ရှိရင် cat file တွေမရှိတော့ဘူးโอเคထိုနည်း၎င်းပဲနောက်ထပ်ဒီရှိသမျှ app တွေကိုဒီလိုပဲလောက်ဝလိုက်ပါနော်ဒီမှာဒါဆိုလို့ရှိရင်လည်းဒီမှာ pf ကဒီမှာ clear cache နိုင်မယ်โอเคနောက်တစ်ခုက TikTok ပေါ့နော် TikTok တွေဝင်လိုက်မယ်ပြီးလို့ရှိရင် clear cache လုပ်မယ်ပြီးလို့ရှိရင် Facebook တွေဝင်မယ်ပြီးလို့ရှိရင် clear cache လုပ်မယ်ဒီနေရာမှာတစ်ခုဒိထားရမှာက clear cache ကိုပဲနှိပ်ပါနော် clear all data ကိုနှိပ်ပြီးတော့မဖြတ်လိုက်ပါနဲ့ clear all data ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒီ app ထဲမှာရှိတဲ့ data တွေအကုန်လုံးပါသွားမှာပေါ့နော်ဥပမာ Facebook မှာဆိုလို့ရှိရင်ကိုယ့်ရဲ့ account login ဝင်ထားတဲ့ account တွေ TikTok မှာဆိုလို့ရှိရင်ကိုယ့် account တွေတော့ပြန်ထွက်သွားမှာပေါ့နော်အကယ်လို့ကိုယ့်ရဲ့ account က log out ထွက်သွားပြီးတော့ account password တွေမသိဘူးဆိုလို့ရှိရင် account ပြန်ဝင်လို့မရတဲ့ပြဿနာကြုံတွေ့ရနိုင်တယ်ပေါ့နော်ဒါကြောင့်ဒီ clear cache ပဲနှိပ်ပါ clear all data ကိုမနှိပ်ပါနဲ့ဆိုလို့ရှိရင်တခြားဒီမှာရှိတဲ့ဒီ app တွေမှန်သမျှကိုအကုန်လုံး clear cache လိုက်ပြီးတော့လိုက်နှိပ်လိုက်ပါနော်နှိပ်လိုက်ပြီးဆိုလို့ရှိရင်ကိုယ့်ရဲ့ storage ကိုစစ်ကြည့်ပါခဏကဘယ်နှ GB ရှိလဲပေါ့နော်186ကနေဒီမှာ189ဖြစ်သွားပြီပေါ့နော်ခဏ186ဆိုလားပဲလောက်ပဲရှိတယ်နော်ဒီမှာဆိုလို့ရှိရင်ကိုယ့်ရဲ့memory ကဘယ်လောက်တိုးလာလဲဆိုတာကိုဒီမှာတွေ့ရမယ် storage များတဲ့ဖုန်းတွေမှာတော့ဒီနီလန်ကတိတ်မသိတာဘူးဆိုပေမဲ့ဒီ storage 32GB တွေ 64GB တွေလောက်ပဲရှိတဲ့ဖုန်းတွေဆိုလို့ရှိရင်ဒီနီလန်လေးလောက်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီ memory ကိုယ့်ရဲ့ phone storage နေရာလွတ်တွေအများကြီးပို့ပြီးတော့ထွက်လာတာပေါ့နော်ဆိုတော့ဒီဗီဒီယိုတော့ဒီလောက်ပါပဲနောက်ထပ်သိချင်တဲ့အကြောင်းအရာတွေရှိမယ်ဆိုလို့ရှိရင်ဗီဒီယိုရဲ့ comment မှာပြောခဲ့ပေးပါဗီဒီယိုကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်